ကဘာသမုဒ္ဒရာကြီးတွေကလေတကယ်ကိုကြေပြောလာပြီးလျှို့ဝှက်ချက်တွေနဲ့ပြေးနေတာပေါ့အများစုကလီမီရောက်ဖူသေးတဲ့အနေအရာတွေချီပဲဒါပေမဲ့လေအခုခေတ်နီးပညာတွေကတော်တော်ကောင်းလာတော့အရင်ကဆိုလုံးဝမမြင်နိုင်ဘူးလို့ထင်ထားတာတွေကိုတော့မြင်လာရပြီဒီနေ့မှာတော့အဲ့ဒီလိုပဲအရင်ကဘယ်သူမှမသိခဲ့တဲ့ပင်လယ်နက်ထဲကလျှော့ဝှက်ချက်တစ်ခုအကြောင်းပြောပြချင်ပါတယ်အဲ့ဒါကဘာလဲဆိုတော့တင်ဘောအကြီးကြီးတွေကမြေပုံပေါ်ကနေဘယ်လိုလုပ်ပြီးရုတ်တရက်ကြီးပျောက်သွားရတာလဲဆိုတဲ့အကြောင်းပါပဲဟုတ်တယ်စဉ်းစားကြည့်လေအခုလိုနေရာတကာကိုဂျိုးတူတွေ GPS တွေနဲ့ခြေရာခံနိုင်နေတဲ့ခေတ်ကြီးမှာပင်လယ်ပြင်အကျယ်ကြီးတင်ပိုးတစ်ချင်းလုံးကဘယ်လိုလုပ်ပြီးမျက်စိရှေ့တင်ပျောက်သွားနိုင်မှာလဲဒါကတကယ်ကိုအပြေရှားရမယ့်မေးခွန်းတစ်ခုပဲကဲတင်ပိုးတွေပျောက်ကွယ်သွားတဲ့အခါဒီလေဝက်ချက်ကိုသဘောပေါက်ဖို့ဆိုရင်ပထမဆုံးအနေနဲ့ပင်လယ်ရေကြောင်းသွားလာမှုတွေကိုစောင့်ကြည့်နေတဲ့ကမ္ဘာလုံးဆိုင်ရာ system တစ်ခုကြောင့်ကိုအရင်သိထားဖို့လိုတယ်။ဘာလို့လဲဆိုတော့အဲ့ဒီ system မှာပဲအကြီးကြီးအားနည်းချက်တစ်ခုရှိနေလို့ပါ။အဲ့ဒီစနစ်ကို AIS လို့ခေါ်တယ်။ Automatic Identification System ပေါ့။ဆိုတော့တင်ဘောအကြီးမှန်သမျှဒါကိုတက်ကွတ်တက်ရတယ်။သူကဘာလို့ပေးလဲဆိုတော့ကိုတင်ဘောကပြည်သူ့ဘဝဘယ်နေရာမှာရှိတယ်ဘလောက်အမြန်နှုံးနဲ့ပေကိုတွားနေတယ်ဆိုတဲ့အချက်လက်တွေကိုအနီးနားကထခြားတင်ဘောတွေနဲ့ကန့်ချေစခန်းတွေကိုအဆက်မပြတ်အချက်ပြနေတာသူ့ရဲ့အဓိကရွေးချက်ကတော့ရှင်းရှင်းလေးပဲတင်ဘောတွေတိုက်မမိအောင်ပေါ့ဒါပေမဲ့အဲ့စနစ်ရှိနေတာကြောင့်ပဲကျွန်တော်တို့ကပင်လယ်ပြင်တစ်ခုလုံးကိုဟွာနီရှင်းရှင်းလင်းလင်းကြီးမြင်နေရတယ်လို့ထင်သွားစေတာဒီမြေပုံကိုတစ်ချက်ကြည့်လိုက်လေးစိတ်တာလေးချောင်းထိန်းချုပ်ရေးစနစ်လို့ပဲမဟုတ်လားဒါကပင်လယ်ပြင်အထက် air traffic control လို့မျိုးပဲကမ္ဘာသမုဒ္ဒရာတစ်ခုလုံးကိုအချိန်နဲ့တပြေးညီစောင့်ကြည့်နေတာအချက်လက်တွေကလည်းအသေးစိတ်ကြပြီးအများကြီးပဲကြည့်ရတာရှုံနေတာပဲဒါပေမဲ့ဒီလောက်ခင်မိပြီးရေးပါလာပါတယ်ဆိုတဲ့ AIS နဲ့မှာတော်တော်လေးကိုအံ့ဩစရာကောင်းတဲ့အားနည်းချက်တစ်ခုရှိနေတယ်အရန်ကိုရိုးရှင်းတဲ့အားနည်းချက်ပဲအဲ့ဒါပါလေဒီလားသူ့ကိုပိတ်လို့ရနေတာပဲဟုတ်တယ်တင်မောကပ်တင်ကခလို့တစ်ချက်နဲ့လည်းယုံပဲဖြုတ်ဆိုပြီးတော့တင်မောကမြေပုံပေါ်ကနေလုံးဝကိုပျောက်သွားရောတင်ဘောတစ်စင်ကအဲ့ဒီ AIS ကိုတမင်ပိတ်လိုက်တာကို going dark ဒါမှမဟုတ်အမောင်တဲပျောက်ကွယ်သွားခြင်းလို့ခေါ်ကြတယ်ဒီလိုလုပ်လိုက်တာနဲ့အဲ့ဒီတင်ဘောကအများပြည်သူခြေအားခံလို့မရတော့ဘူးလုံးဝကိုပျောက်သွားတာအဲ့ဒီခါမှာတရားမဝင်လုံလိုက်တယ်ဘာမှဆိုလုပ်ဖို့လမ်းဖွင့်ပေးလိုက်တယ်လို့ဖြစ်သွားတာပေါ့ Galapagos ကျွန်းစုနာက hotspot ဟုတ်ပြီအခုအဲ့ဒီလိုအမောင်ထဲကလှုပ်ရှားမှုတွေကဘယ်နေရာမှာအများဆုံးဖြစ်နေလဲဆိုတာကို data တွေကိုသုံးပြီးခြေအားခံကြည့်ကြရအောင်အခုပြထားတဲ့မြေပုံကိုကြည့်လိုက်ပါတရုတ်နိုင်ငံအလန်တင်ထားတဲ့ကမ္ဘာအကြီးဆုံးနာဖန်တင်ပေါ်အုပ်စုကြီးသူတို့က Galapagos ကျွန်းနာကကာကွယ်ထားတဲ့အနဝနယ်မြေဆိုလိုတာကငါးတွေအရန်ပေါ်တဲ့နေရာရဲ့နေနေမင်းမှာကပ်ပြီးကိုစုနေတာဒါကတော်တော်လေးတန်တရားဖက်စရာပဲဟုတ်ပါတယ်သူတို့ကတရားဝင်နိုင်ငံတကာရေပိုင်တဲ့ထဲမှာပဲရှိနေတာဒါပေမဲ့သူတို့ဒီနေရာပဲလာစုနေတာကတော့မိခွန်းထုစရာပဲလေအဲ့ဒီတင်ပေါ်အုပ်စုကဘယ်လောက်ကြီးလဲဆိုရင်တင်ပေါ်အစင်းကြီးခမန်းချင်58,000လောက်ရှိလေ9,000-9,000နော်ဒီအရေအတွက်ကကဘာပေါ်ကတခြားနိုင်ငံတွေရဲ့ငါးဖန်တင်ပေါ်အရေအတွက်ထက်အဆောင်ပေါင်းများစွာများကြီးကိုပိုများနေတာအဲ့ဒီ90,000ဆိုတဲ့ကိန်းဂဏန်းကိုပုံပြီးမြင်တာအောင်ပြောရရင်ဒီတင်ပေါ်အုပ်စုတစ်ခုတည်းကပဲကဘာပေါ်မှာလုံနေတဲ့ငါးဖန်လုံးသားအားလုံးရဲ့44%တဝက်နီးပါးကိုလုံနေတာကျန်တဲ့ကဘာတစ်ကဘာလုံးက56%စောစဉ်းစားတာကြည့်သူတို့ရဲ့လွတ်မှုကဘယ်လောက်ကြောင်ကြီးမားနေမလဲဆိုတာโอเคဖုံးကွယ်ထားတဲ့လူသားချင်းစာနာမှုကုန်ကြစိတ်ဆိုတော့မေးစရာရှိလာပြီဒီတင်မောတွေကဘာလို့များကာကွယ်ထားတဲ့နေမီအဆက်မှာပဲလာစုနေကြတာလဲဘာလို့အမောင်ထဲမှာလှုပ်ရှားနေကြတာလဲအဲ့မိကွန်းတွေရဲ့အဖြေကိုစုံစမ်းစစ်ဆေးသူတွေလိုက်ရှာတဲ့အခါမှာတော့ data တွေရဲ့နောက်ွယ်ကတကယ်ကိုကြောက်စရာကောင်းတဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကိုတွားတွေ့ခဲ့တယ်တတိနောက် ANIB နာကအဲ့ဒီတင်မောတွေပေါ်ကအလုသမားတချို့နဲ့တွေ့ဆုံမြင်မြန်ခွင့်ရခဲ့တယ်အဲ့ဒီမှာအလုသမားတွေကဘာပြောလဲဆိုတော့ကျွန်တော်တို့ကိုစနမပါပဲဖမ်းချုပ်ထားတာပါသူတို့ကကျွန်တော်တို့ရဲ့ passport တီကိုယူသွားတယ်ကျွန်တော်တို့အင်ရန်ပြန်ကျင်နေပြီတဲ့ဒါကအဓမ္မခိုင်းစေမှု force labor ပြဿနာကိုမြင်ဝါထင်ဖော်ပြနေတာပဲသူတို့ရဲ့အခြေအနေကတော်တော်ဆိုးတယ်ကမ်းခြေကိုလုံးဝမမြင်ရပဲပင်လယ်ထဲမှာပဲနည်းနည်းချီပြီးနေကြရတာ passport တွေကိုအသိမ်းခံထားရတယ်အကျွေးတွေလိန်ညာထားတဲ့ကတိတွေကြားထဲမှာပိတ်မိနေတော့ထွက်ပြေးလို့လည်းမရဘူးအလွဲသုံးစားလုပ်ခံရတယ်အာဟာရချိုးတဲ့တွေပြီးတော့လုံးဝအထီးကျန်တဲ့ပင်လယ်ပြင်ကျယ်ကြီးထဲမှာဖျားနာမှုပင်မနှွမ်းနယ်မှုစိတ်သက်ကြမှုတွေနဲ့ရင်ဆိုင်နေရတာဒီလိုမျိုးနစ်နက်ချီပြီးပင်လယ်ထဲမှာနေလို့ရတဲ့အဓိကအကြောင်းရင်းက mothership system လို့ခေါ်တဲ့စနစ်ကြောင့်ပဲ
အဲ့ဒါဘယ်လိုလဲဆိုတော့ငါးဖမ်းလိငယ်လေးတွေကကန်းကိုပြန်လာစီရမလို့တော့ဘူးပင်လယ်ထဲမှာပဲသူတို့ဖမ်းမိတဲ့ငါးတွေတို့အေးခန့်တင်ပေါ်အကြီးကြီးတွေအဲ့ဒါကိုမာသာရှိလို့ခေါ်တာအဲ့တင်ပေါ်ကြီးစီကိုပို့လိုက်တဲ့အဲ့ဒီကနေပဲရစ်ခါနဲ့လောင်စာစီတွေကိုပြန်ဖြစ်ဒီတော့တင်ပေါ်တွေကစိတ်ကန်းကိုပြန်မကတ်ပဲအကန့်အသတ်မရှိလေပနိုင်သွားတဲ့အလို့သမားတွေအတွက်တော့ထပ်ပြင်းဖို့အခွင့်အရေးလုံးဝမရှိတော့ဘူးဆိုတဲ့သဘောပဲကဲကောင်းကင်ဘော်ကမြေလုံငန်းတဲ့မြာဒီလိုအမောင်နဲ့အလှရှာမှုတွေကိုတော့ဘယ်လိုဖော်ထုတ်မှာလဲအဖြေကကောင်းကင်ဘော်မှာရှိနေပါတယ်အခုဆိုရင်အဲ့ဒီအမောင်ဆုံးတွေကိုထိုးဖောက်မြင်နိုင်တဲ့ဤပွညာအသစ်တွေပေါ်လာပြီအဲ့ဒါတွေကြောင့်ဆက်ကြည့်အောင်အခုဆိုရင်ပင်လယ်ပြင်ကိုကြည့်တဲ့ရှုမြင်ပုံမျိုးကိုနှိုင်းယှဉ်ကြည့်ကြမယ်ဘယ်ဘက်ကတရားဝင်ဇက်လန်ဒါက AIS data တွေကပြနေတဲ့ပုံစံတင်ဘော်တွေကနိုင်ငံတကာရေပိုင်တဲ့ထဲမှာတရားဝင်ငွားဖမ်းနေကြတယ်ကာကွယ်ထားတဲ့နေရာတွေကဘာမှမရှိဘူးရှင်းနေတာပဲညာဘက်ကတော့ဖုံးကွယ်ထားတဲ့အမှန်တရားဒါကဂျိုတုနီပညာရီရေးထားတဲ့ညာအလင်းရောင်တွေကိုတုံးပြီးကြည်တာအဲ့ဒီမှာတော့အရင်ကမမြင်ရတဲ့တင်ဘော်တွေကကာကွယ်ထားတဲ့စုံတွေထဲမှာအများကြီးရှိနေတာကိုတွေ့ရတယ်အဓိကကွာခြားချက်ကဘာလဲဆိုတော့ခြေရာခံစက်နဲ့ပိတ်ထားရင်တောင်တင်ဘော်တွေကိုမြင်နိုင်သွားတာပဲဒါက AIS ကနေတဆင့်မြင်ရတဲ့ Galapagos ကျွန်းစုပတ်ဝန်းကျင်ပဲတရားဝင်မြင်ကွင်းပေါ့ကြည့်လိုက်ကာကွယ်ထားတဲ့အထူးစီးပွားရေးဇုံထဲမှာတင်မောလုံရှာမှုလုံးဝမရှိဘူးရှင်းနေတာပဲအရာအလုံးကစီကန်းတချနဲ့ AACC ပဲလို့ထင်ရတယ်ဒါပေမဲ့အဲ့ဒီနေရာကိုပဲဂျိုးတုကနေတဆင့်ပြန်ကြည့်လိုက်တဲ့အခါကြည့်စံပါအောင်အရင်ကမမြင်နိုင်ခဲ့တဲ့အဆက်တီအများကြီးနဲ့ပြည့်နေပြီအဲ့ဒီအဆက်တီအလုံးကကာကွယ်ထားတဲ့ဇုံထဲမှာတရားမဝင်လဲပတ်နေတဲ့တင်ဘောတွေပဲအမှန်တရားကအခုမှပေါ်လာတာဆိုတော့ပင်လယ်ရက်ကဒီကိစ္စတွေကကျွန်တော်တို့ရဲ့ပန်းကန်းပြားတွေနဲ့ဘယ်လိုလာချိတ်ဆက်နေလဲဟိုအဝေးကြီးကပင်လယ်ပြင်မှာဖြစ်နေတဲ့ပြဿနာကကမ္ဘာစီဝါရေးနဲ့နေ့စဉ်ဘဝတွေပေါ့ဘယ်လိုတက်ရောက်နေလဲဆိုတာဆက်ပြီးကြည့်ကြမယ်ဒီအချမ်းရမှာတကယ်ကိုချက်လက်စရာအကောင်းဆုံးစာရင်းတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ Global Fishing Watch ရဲ့ခန့်မှန်းခန့်ရကမ္ဘာပေါ်ကငါဖမ်းတဲ့မော်အားလုံးရဲ့86%ကအများပြည်သူချေရခံလို့မရဘူးတဲ့86%နော်ပြောရရင်တင်ဘောလေးစင်းမှာ3ဆင်းကျော်ကဖဲမောင်ဘာလုံးနေလဲဆိုတော့ဘယ်သူမှမသိဘူးဆိုတာအထိပဲအဲ့ဒီတော့တရားမဝင်ဖမ်းလာတဲ့ပင်လယ်စားတွေကစားသုံးသူတွေစီကိုဘယ်လိုရောက်လာတာလဲဒီလုပ်ငန်းစဉ်ကိုပင်လယ်စားခွာချင်း seafood laundering လို့တင်စားခေါ်ကြတယ်လုတ်ပုံလုံနီကရှင်းတယ်အဆင့်1အမောင်တွေကတင်ဘောတွေကကာကွယ်ထားတဲ့ဇုံတွေထဲမှာတရားမဝင်ငါဖမ်းတယ်အဆင့်နဲ့အဲ့ဒီငါးတွေကိုပင်လယ်ထဲမှာပဲ mothership ကြီးစီကိုလွှဲပြောင်းပြီးတရားဝင်ဖမ်းထားတဲ့ငါးတွေနဲ့ရောပစ်လိုက်တယ်အဆင့်3အဲ့ဒီကနေစိတ်ခန်းကိုတဲ့များပြားဖြင့်တရုတ်နိုင်ငံပေါ့အဲ့ဒီမှာမူလာဇင်းမြစ်ကိုဖုံးကွယ်ပြီးပြုတ်ပြင်ထုတ်လုပ်လိုက်တယ်နောက်ဆုံးအဆင့်4မှာတော့ပြုတ်ပြင်ပြီးသားပင်လယ်စာတွေကကမ္ဘာတစ်ဝက်မှာဈေးလေးစားတော့ဆိုင်နေစီကိုရောက်တော့တာပဲနောက်ဆုံးမှာတော့ဟိုးဘေလကင်ကျဲကြီးကနေလူတိုင်းရဲ့ဈေးဆိုင်တွေအထိရောက်လာတာပေါ့ခြေအားခံလို့မရတဲ့တရားမဝင်ထွန်းနိုင်တဲ့ပင်လယ်စာတွေဥပမာဈေးတက်တာတဲ့ကင်းမွန်လူမျိုးတွေကကမ္ဘာအနှံ့ကစားတော့ဆိုင်တွေကုံစုံဆိုင်တွေစီကိုရောက်လာတယ်ဆိုလိုတာကဒီစနစ်ထဲမှာစားသုံးသူတွေကမတိလိုက်ဘဲနဲ့ပါဝင်နေကြတယ်ဆိုတဲ့အချက်ပါပဲနေပညာရဲ့ခြေစွကြောင့်အရင်ကအမောင်ထဲမှာဖုံးကွယ်နေခဲ့တဲ့အရာတွေကိုအခုတော့အားလုံးမြင်လာရပြီဒီလိုအမှန်တရားကိုမြစ်ဝါချင်းချင်းမြင်တွေ့တဲ့နောက်မှာတော့မီးစရာမိကွန်းတစ်ခုပဲကျန်တော့တယ်အဲ့ဒါကတော့အခုဒီပြဿနာကိုအားလုံးမြင်နေရပြီကျွန်တော်တို့ဘာဆက်လို့ကြမလဲ